ဒီပစ္စည်းလေးကတော့ wireless vibration security alarm ကျိုးမဲ့တုံခါမှုအာရုံခံအချက်ပေးစနစ်ဖြစ်တယ်။ cycle စပိန်ကားဒါမှမဟုတ်အိမ်ကားတွေမှာတက်ဆင်ထားရင်တယောက်ကလာထိတာနဲ့ရှင်းရန်စွာ or hit နှိုးဆော်ပေးမဲ့လုံခြုံရေး alarm တစ်မျိုးပါ။ကိုယ့်ရဲ့ဖိုးတန် cycle လေးဒါမှမဟုတ်စပိန်လေးပျောက်သွားမှကိုစိုးရိမ်နေလား။အခုခေတ်မှာဖိုးသူတွေကရန်ပါနေလာတော့ကျွန်တော်တို့ဘက်ကလည်းပိုပြီးလုံခြုံအောင်ပြင်ဆင်ထားဖို့လိုလာပါပြီ။ဒီနေ့မှာတော့ရေစားတီတီလေးနဲ့စွမ်းထက်တဲ့ wireless vibration security alarm လေးအကြောင်းပြပြပေးမယ်။ဒီဆက်လေးမှာအဓိကစိတ်ပိုင်းတစ်ခုပါတဲ့တစ်ခုကအာယုံခံဆက်ဖြစ်ပြီးနောက်တစ်ခုက waiting review ပါသူရဲ့အားသာချက်ကတက်ဆင်ရတာအရင်လိုဆိုရင်ဘလို့ကျိုးမှတွေ့ကြမှာဘူးကတ်ခွာနဲ့ဖြစ်စီဝဲတိုင်းနဲ့ပဲဖြစ်ကိုလုံးလုံးစီစဉ်တဲ့နေရာမှာကတ်ထားလိုက်မယ်။သုံးခုပုံကလည်းရိုးရှင်းတယ်။ remove က lock လုပ်ပြီးနှိပ်လိုက်တာနဲ့သူကစတယ်လို့ပြီးရောက်က cycle ကိုလာကိုင်းတာရွှေ့တာဒါမှမဟုတ်တကားကိုလာတွန်းတာနဲ့သူကချက်ချင်းကိုရမ်းကျဲလောင်တဲ့အတန်နဲ့ over တော့တယ်သူရဲ့အတန်က113 decibel အထိကျဲတာမျိုးလို့တခိုးကတော့လမ်းဖြတ်ပြီးထွက်ပြေးရမယ့်အနေအထားမျိုးပါစိတ်ဝင်စားဖို့ကောင်းတာသူရဲ့အာယုံခံနိုင်စွမ်းကို level 96အထိချိန်လို့ရတာပါတားထိမခံတဲ့အဆင့်ကနေခက်ပြင်းပြင်းလှုပ်မှမြင်တဲ့စိတ်အထိကိုကြိုက်တယ်ချိန်ထားလို့ရပါတယ်စိုက်ကယ်တွေမဟုတ်ဘူးအိမ်တကားတွေသတင်းပေါက်တွေပိုးတန်တစ်တာတွေမှာလည်းသုံးလို့ရပါတယ်ဒီလုံးကလည်းတက်တာတလို့တစ်ခါတက်ထားယုံနဲ့စိတ်ရေးရတဲ့အတွက်ဒီပစ္စည်းလေးကလူတိုင်းစောင့်ထားတဲ့လုံခြုံရေးအဖို့မွန်လေးပါပဲကိုယ့်ရဲ့ပစ္စည်းလေးတွေကိုစိတ်ချခင်ရင်တော့ဒီ alarm လေးကိုအမြန်ဆုံးဝယ်ယူတက်ဆင်ထားဖို့ကြံပေးပါရစေခင်ဗျာစိတ်ဝင်စားလို့ marginal ဆိုရင်ကျွန်တော်တို့ MPH ကိုချိန်မြေဆက်တွဲမှာနိုင်ပါတယ်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ